အဲ့အတွက်အားလုံးကိုကျွန်တော်တို့တက်နိုင်သမျှပါဝင်ပြီးတော့ကစားဖို့အတွက်ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးလည်းကိုညီကိုမောင်နှမတွေရှက်စရာမလိုပါဘူးကျွန်တော်တို့စိန်ပေါ်မှာပြပြပါအမှတ်တရကစားလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ game season ပြီးသွားရင်တော့တကြံချင်းများနဲ့ပြန်ပြီးတော့ဖျော်ပြမှာဖြစ်ပါတယ်တကြံချင်းများနဲ့ဖျော်ပြလို့ပြီးရင်ပြီးမှ season 8ရာကျေးဇူးတင်စကားကိုကိုဟန်ပြောပြပေးမှာဖြစ်ပါတယ်အစီအစဉ်9ရာလက်ဆောင်ပေးမဲ့အစီအစဉ်လေးလည်းရှိပါတယ်နော်အစီအစဉ်9လက်ဆောင်ပေးမဲ့အစီအစဉ်မှာကျွန်တော်တို့ဒီတကြံကိုဖြစ်မောက်ဖို့အတွက်ငွေအားလူအားနဲ့မတီပေးထားတဲ့ကျွန်တော်တို့အဓိက main sponsor တွေကိုကျွန်တော်တို့ဂုဏ်ပြုမှတ်တမ်းလာပေးရမှာဖြစ်ပါတယ်အမှတ်တရပေါ့လက်ဆောင်များပြပြီးတဲ့အခါမှာတော့ခန္ဓာပြီးဆုံးကြောင်းချိန်ညာပြီးတော့မန်းတောင်ရိပ်ကိုတချင်းလေးနဲ့အပိတ်တချင်းကိုဖွင့်ပေးမှာဖြစ်ပါတယ်အားလုံးပဲလွတ်လပ်လပ်ပျော်ရွှင်စွာနဲ့ပါဝင်ဆင်နွှဲပြီးတော့တချင်းလေးကိုလည်းကပြလို့ရပါတယ်ရှင်ဟုတ်ကဲ့ပါကျွန်တော်တို့အခုပထမဆုံးအနေနဲ့နိုင်ငံတော်သချင်းကိုဖွင့်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မြစ်တာရက်ခံမြသည်အစားတောက်စားနေတဲ့ညီကိုမောင်နှမတွေအားလုံးကျွန်တော်တို့နိုင်ငံတော်သချင်းဆိုတဲ့အခါမှာဖွင့်တဲ့အခါမှာခဏလောက်ညီသက်ပေးဖို့အတွက်ကျွန်တော်တို့မြစ်တာရက်ခံပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ